မိုးရေကားနေလျှက်စစ်မီထုတ်လိုက်လို့ကမ္ဘာနိုင်ငံကြီးတွေမျက်ကုန်းလှုပ်နေကြပြီဒါကတော့မိုးရေကားတောင်လျှက်စစ်ရအောင်ထုတ်တဲ့စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်စင်ကာပူနိုင်ငံဆိုတာနီးပညာဘိုင်းနဲ့ပတ်သက်လာရင်ရှေ့တန်းကနေပြေးနေတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာလဲပြည်သက်များလဲသိကြပြီးသားဖြစ်မှာပါအခုလေစင်ကာပူနိုင်ငံရွာနေတဲ့မိုးရေဇက်တွေကနေလျှက်စစ်ဓာတ်အားထုတ်လုပ်တဲ့နီးပညာတရက်ကိုလဲတီထွင်ဖန်တီးလိုက်ပြန်ပြီးလဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာလျှက်စစ်ဓာတ်အားလိုအပ်မှုတွေပုံမှုများပြားလာတာနဲ့အမျှရေအားလျှက်စစ်လေအားလျှက်စစ်တွေအပြင်တဘာဝတက်ငွေလောင်စာဆီတွေအသုံးပြုပြီးလျှက်စစ်ဓာတ်အားထုတ်လုပ်နိုင်ဖို့ကြိုးစားလာကြပါတယ်အိန္ဒိယလိုနိုင်ငံကြီးတွေမှာဆိုရင်ဆိုလာပန်နယ်တွေအချက်ရည်သိမ်းပေါင်းများစွာနဲ့လျှက်စစ်ဓာတ်အားထုတ်လုပ်နေကြပါတယ်စင်ကာပူကတော့အလုံးထက်ရှိကိုခြေတလန်းပိုလန်းလိုက်ပြီးရွာနေတဲ့မိုးရေဇက်တွေကနေလျှက်စစ်ဓာတ်အားထုတ်ယူဖို့အတွက်နီးပညာတရက်ကိုစမ်းသပ်ခဲ့ရမှာအောင်မြင်မှုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်နီလန်ကတော့ဒေါန်လိုက်အတိုင်းရှိနေတဲ့ကျုတစ်ခုတည်းကိုမိုးရေဇက်တွေကျလာအောင်ခံယူလိုက်ပါတယ်ကျုကိုပိုလီမာနဲ့ပြုလုပ်ထားတာဖြစ်လို့ကျုထဲရောက်လာတဲ့မိုးရေဇက်တွေနဲ့လျှက်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ပါတယ်12လက်မအရွယ်ရှိတဲ့ကျုတစ်လုံးဟာ LED မီလုံး12လုံးကိုစက္ကန့်20ကြာအလင်းပေးနိုင်တယ်လို့သိရပါတယ်ဒီကနေတစ်ချင်းဒီပညာကိုအဆင့်မြင့်တင်မှုတွေပြုလုပ်ပြီးရင်တော့အိမ်သုံးဖြန့်ဝေနိုင်တဲ့အထိထုတ်လို့ရတော့မှာပဲဖြစ်ပါတယ်ဒီလိုခေါင်းကောင်းလုံးနဲ့စင်ကာပူကြောင့်ပဲအမေရိကန်တော်မျိုးလုံးပြုနေတယ်လို့သိရပါတယ်